ကဘာမြေကြီးပေါ်မှာအလွန်လှပတဲ့နေရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့ကဘာလက်ခီးတီတွေနဲ့စီကားနေတဲ့မြို့တွေနဲ့မတူပဲလူတွေလုံးဝမသွားရဲလောက်အောင်အနေအများတဲ့နေရာချို့လည်းရှိနေပါတယ်။အခုဖော်ပြပေးမှာကတော့ကဘာပေါ်မှာအနေအများဆုံးနေရာ15ခုအကြောင်းပဲဖြစ်ပါတယ်။နံပါတ်15ဗျာဇီးနိုင်ငံကမြေကျွန်းစာအိုပေါ်လိုမြို့ကနေ63မိုင်အကွာမှာကဘာအနေအများဆုံးလို့သတ်မှတ်ထားတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။အီလာဒါကွီမာဒါဂယန်ဒီဒါမှမဟုတ်မြေကျွန်းလို့ခေါ်တဲ့အဲ့ဒီနေရာဟာလူတွေလုံးဝခြေချခွင့်မရှိတဲ့ကျွန်းတစ်ကျွန်းပါ။အစိတ်ပြင်းပြီးအသက်အန္တရာယ်ပေးနိုင်တဲ့ရွှေရောင်လန်သွားပုံစံခေါင်းရှိတဲ့မြေတွေကျွန်းနဲ့သွားလာနေတဲ့အတွက်ဒီကျွန်းပေါ်မှာဘေးကင်းတဲ့နေရာဆိုတာလုံးဝမရှိပါဘူး။နောက်ဆုံးလူတွေနေထိုင်ခဲ့တာကတော့1920ခုနှစ်တွေတုန်းကဖြစ်ပါတယ်။တန်နာရီတွေရဲ့ကျွန်းကန်းဆက်နာကိုရောက်သွားခဲ့တဲ့နောက်ဆုံးတန်ငါဒီဟာရက်အနှဲငယ်ကြာမှာပဲသူ့လေပေါ်မှာသွေးအိုင်တဲ့လဲကျတေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။နံပါတ်14အင်ဒိုနီးရှားနိုင်ငံကစီနာဘန်မီတောင်ဟာကမ္ဘာပေါ်မှာအနည်းအများဆုံးနေရာတွေရဲ့ကတစ်ခုပါ။နှစ်ပေါင်း400လောက်ငြိမ်သက်နေခဲ့ပြီးနောက်2010ခုနှစ်မှာတော့ဒီမီတောင်ဟာပြန်လည်နိုးထလာခဲ့ပြီးဓာတ်ငွေ့ပူတွေပြာတွေနဲ့ကြောက်ခဲတွေကိုအင်ဒိုနီးရှားမြေပေါ်ကိုပန်းထုတ်ခဲ့ပါတယ်။လူပေါင်းထောင်နဲ့ချီထိခိုက်ခဲ့ပြီးအနည်းဆုံးလူ15ယောက်သေဆုံးခဲ့ရပါတယ်။စီနာဘန်မီတောင်ဟာအမြင့်ဆုံးအနေအသတိပေးချက်အစစ်လေးသတ်မှတ်ထားတဲ့တစ်ခုတည်းသောမီတောင်ဖြစ်ပြီးတောင်တက်သမားတွေတွားရောက်ခွင့်လုံးဝမရှိပါဘူး။2019ခုနှစ်မှာလည်းနောက်ထပ်မီတောင်ပေါက်ကွဲမှုတစ်ခုကြောင့်ဒေသခံရွာတွေမှာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မတန်းတင်ထားတဲ့ရုပ်တံတွေရဲ့ပြာတွေနဲ့မီးခိုးတွေဟာလေထဲကိုပေပေါင်း2300အထိပန်းတက်သွားခဲ့ပြီးတကြုံလုံးကိုအပျက်စီးတွေနဲ့ဖုံးလွှမ်းသွားစေခဲ့ပါတယ်။နံပါတ်73ဘာမြူဒါကြီးကန်ကမ္ဘာအကျော်ကြားဆုံးဖိတ်ထိတွေရဲ့ကတစ်ခုကတော့နမီဆိုးနဲ့ကြော်ကြားလာတဲ့ဘာမြူဒါကြီးကန်နယ်မြေပဲဖြစ်ပါတယ်။မိုင်ယာမီဘာမြူဒါနဲ့ပွာရိုဒီကိုကျွန်းတွေအကြားမှာရှိတဲ့ဒီမင်းနဲ့ရဲ့ကြီးကန်နယ်မြေဟာတင်မောတွေလေရင်တွေနဲ့လူတွေထူးဆန်းစွာပျောက်ကွယ်သွားတတ်တဲ့နေရာတစ်ခုပါ။အေယာမလေရင်ကြီးတွေနဲ့တင်မောကြီးတွေဟာအကူညီတောင်းတဲ့ရေဒီယိုအချက်ပြမှုမျိုးတောင်မလုပ်နိုင်ပဲရုတ်တရက်ပျောက်ကွယ်သွားခဲ့ကြပါတယ်။အချို့သောယူဆချက်တွေရဲ့ပေတရာကျော်ထိမြင့်တက်လာတဲ့ကြောက်မဖွယ်ရေလိုင်းကြီးတွေဟာတင်မောတို့မဟုတ်လေရင်တွေရဲ့တက်တေထောက်ထားအားလုံးကိုဖျက်ဆီးပစ်နိုင်ပြီးအခုလိုရုတ်တရက်ပျောက်ကွယ်သွားရခြင်းရဲ့အကြောင်းရင်းဖြစ်တယ်လို့ဆိုကြပါတယ်။ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဘာမြူဒါကြီးကန်ဟာကမ္ဘာပေါ်မှာအထူးဆန်းဆုံးနဲ့နိုင်ဝိညာဉ်တွေလွှမ်းမိုးနေတဲ့နေရာတစ်ခုဖြစ်နေသေးပါ။နံပါတ်7တန်ဇန်နီးယားနိုင်ငံကနေချုံရေကန်ဟာထိလိုက်ယုံနဲ့တင်တက်ရှိတွေအားလုံးကိုတေဆုံးသွားစေနိုင်ပြီးငှက်တွေကိုရုတ်တရက်ကြောက်စင်းတူတွေအဖြစ်ပြောင်းလဲသွားစေနိုင်တဲ့ကမ္ဘာပေါ်ကနမီဆိုးနဲ့ကြော်ကြားတဲ့နေရာတစ်ခုပါ။ဒီရေကန်ဟာအေဂါလီတာအလုံးများပြားယုံတာမကပဲအပူချိန်အလုံးမြင့်မားတဲ့အခြေအနေအထိရောက်ရှိနိုင်ပါတယ်။မန်လိုပြောင်းလဲနေတဲ့ရေပြင်ကငှက်တွေကိုရေရဲတိုက်ရိုက်ပြန်တန်းသွားအောင်လှည့်စားတတ်ပြီးရာသီဥတုကတော့ဒီတက်တဝါတွေကိုကြောက်တုံးတွေအဖြစ်ပြောင်းလဲသွားစေတာပါ။နွေရာသီမှာရေတွေခန်းချောက်သွားတဲ့အခါငှက်တွေဟာရေတက်ခန်းချောက်ပြီးကြောက်တုံးပုံစံရုပ်တုတွေအဖြစ်ကိုပြောင်းလဲသွားကြပါတယ်။ဒီဓာတ်ပုံတွေကပဲအားလုံးကိုတက်တည်ပြနေပါတယ်။နံပါတ်7အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားကတေမင်းတမန်တောင်ကြားကယ်လီဖိုးနီးယားကနာယာတွေကဒီနေရာလေးအတွက်တော့တေမင်းတမန်တောင်ကြားဆိုတဲ့နာမည်ကအလွန်ကိုလိုက်ဖက်လာပါတယ်။တမိုင်းတစ်လျှောက်အမြင့်ဆုံးအပူချိန်ကိုစံချိန်တင်ထားတဲ့ဒီတောင်ကြားဟာမနက်ခင်းမှာဖာရင်ဟိုက်134ဒီဂရီအထိရှိတတ်ပြီးညဘက်မှာတော့အနှုတ်10ဒီဂရီအထိကျဆင်းသွားတတ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အောက်280နှစ်ပေအနက်မှာရှိတဲ့ဒီတေမင်းတမန်တောင်ကြားဟာမြောက်အမေရိကတိုက်ရဲ့အနိမ့်ဆုံးနေရာလည်းဖြစ်ပါတယ်။တောက်ရေလုံးဝမရှိတဲ့ကမ္ဘာအပူဆုံးဒီနေရာဟာလူတစ်ယောက်ကို14နာရီအတွင်းအသက်အန္တရာယ်ပေးနိုင်ပါတယ်။ဒီထူးဆန်းတဲ့တဲကန်နာရထဲမှာမြေပြင်ပေါ်ကိုအလိုလိုရွေ့လျားနေတဲ့ကြောက်တုံးတွေနဲ့အတန်မြည်တဲ့တဲတွေလည်းရှိရတယ်။ခဏတဖြုတ်သွားရောက်လေပတ်ဖို့တန်ပေမဲ့ရေသေးချာတောက်ဖို့တော့မမေ့ပါနဲ့။နံပါတ်10အီရီထရီးယားနိုင်ငံကဒါနာဂေးတဲကန်နာရကမ္ဘာပေါ်ကငရဲပုံနောက်ပြီးတက်ရှိတွေရှင်တန်ဖို့အခက်ခဲဆုံးနေရာဆိုတဲ့နာမည်ပြောင်းတွေဟာဒီဒါနာဂေးတဲကန်နာရအတွက်မှန်ကန်စွာပေးထားတဲ့နာမည်တွေပါ။ဒီနာမည်ပြောင်းတွေကဒီနေရာဘလောက်အနေအများလဲဆိုတာကိုအပြည့်အဝမဖော်ပြနိုင်သေးဘူးဆိုရင်နည်းနည်းလောက်ဆက်လက်လာကြည့်ရအောင်ပါ။နေမင်းကြီးကကမ္ဘာပေါ်မှာနေရာတစ်ခုကိုအထူးမျက်နှာသာပေးထားပြီးအဲ့ဒီနေရာကတော့အာဖရိကတိုက်အီရီထရီးယားနိုင်ငံမှာရှိပါတယ်။အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ဘက်မှာတည်ရှိပြီးအာဖာလူမျိုးတွေနေထိုင်တဲ့ဒါနာဂေးတဲကန်နာရပဲဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးပြင်းပြအပူချိန်ဖာရင်ဟိုက်65ဒီဂရီရှိတဲ့ဒီနေရာဟာကမ္ဘာပေါ်မှာအပူဆုံးနဲ့အလောင်ကျွမ်းဆုံးနေရာတွေရဲ့ကတစ်ခုပါ။ဒါပေမဲ့6သွေးပူပြင်းတဲ့ရာသီဥတုတစ်ခုတည်းကသာဒီကန်နာရရဲ့ထူးခြားချက်မဟုတ်ပါဘူး။မိုင်ယာနဲ့ချီကျယ်ဝန်းတဲ့နေရာမှာကမ္ဘာမြေလွှာချက်ကြီး3ခုစုံစည်းရာဒါနာဂေးခြံဝန်းကြီးရှိနေပါတယ်။တောင်ကြားတစ်လျှောက်မှာမီးတောင်ငယ်လေးတွေရှိပြီးမြေပြင်ကိုတော့မီးတောင်ချော်ရီကြောက်ခဲတွေနဲ့ဖွဲ့စည်းထားပါတယ်။ညဘက်တွေမှာဆိုရင်အလွန်လှပပေမဲ့အန္တရာယ်များတဲ့ပူပြင်းလောင်ကျွမ်းနေတဲ့မီးတောင်ချော်ရီတွေကိုမြင်တွေ့နိုင်ပါတယ်။နံပါတ်9ယောရှားနိုင်ငံကတေမင်းတမန်တောင်ကြားဆိုတဲ့နာမည်ကနည်းနည်းပိုပြောလုံးတယ်ဒါမှမဟုတ်အရန်တရားမှာဆန်လုံးတယ်လို့တင်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ဒီထူးဆန်းတဲ့နေရာအကြောင်းတင်ကြားလိုက်ရတဲ့အခါဘာကြောင့်ဒီနာမည်နဲ့လိုက်ဖက်နေလဲဆိုတာတင်နားလည်သွားပါလိမ့်မယ်။ယောရှားနိုင်ငံအရှေ့ပိုင်းမှာတိရစ္ဆာန်တင်ချိုင်းလို့ခေါ်တဲ့နေရာတစ်ခုရှိပါတယ်။ခေါင်းစားစရာဖိတ်ထီတွေအများကြီးနဲ့ဇလန်းတွေရှိတဲ့ဒီတောင်ကြားဟာအခုချိန်ထိအပြေရှာမရသေးတဲ့ကြိုးဝက်ချက်တစ်ခုဖြစ်နေသေးပါ။တန်နာရီတွေရဲ့1930ခုနှစ်တွေတုန်းကမူဆိုးနှစ်ယောက်ဟာဒီထူးဆန်းတဲ့နေရာကိုမတော်တဆရောက်သွားခဲ့ကြပါတယ်။ကပြင်းနှစ်ချက်မီးတောင်ပေါ်ကိုတက်သွားတဲ့အခါမြက်တွေအပင်တွေလုံးဝမရှိပဲတိရစ္ဆာန်အသေးကောင်တွေနဲ့ပြည်နေတဲ့မြေပြင်ကိုတွေ့ခဲ့ကြရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာရုတ်တရက်ခေါင်းမူလာပြီး
အဲ့ဒီနေရာကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီချို့ဝက်ဆန်းကျဲတဲ့နေရာအကြောင်းကောလာဟလတွေပြန့်နှံ့သွားတဲ့အခါလူများပြားကအဖြေရှာဖို့စ조사ရင်းရောက်လာခဲ့ကြပါတယ်တိရစ္ဆာန်တွေလိုပဲလူပေါင်း80လောက်ဟာလည်းဒီကြောင့်မဖွယ်တောင်ကြားထဲမှာအသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုတေဆုံးရခြင်းရဲ့အဓိကအကြောင်းရင်းကတော့မိတောင်ကနေထွက်လာတဲ့အစိတ်ပြင်းဓာတ်ငွေ့တွေကြောင့်ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကကောက်ချက်ချခဲ့ကြပါတယ်ဟိုက်ဒရိုဂျင်ဆာလဖိုက်ကာဗွန်ဒိုင်အောက်ဆောက်နဲ့ဆာလဖာဒိုင်အောက်ဆောက်ဓာတ်ငွေ့တွေရောနှောနေမှုဟာတက်ရှိတွေကိုမိနစ်ပိုင်းတွင်တေဆုံးစေနိုင်ပြီးတေဆုံးသွားတဲ့တိရစ္ဆာန်အလောင်းတွေကိုလည်းနှစ်ပေါင်းများစွာမပုတ်တိုးအောင်ထိန်းသိမ်းထားနိုင်ပါတယ်တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ထဲမှာဒီအစိတ်ငွေ့တွေစုပုံလာတဲ့အခါအလောင်းတွေပုတ်တိုးဆွေးမိခြင်းကိုဖြစ်စေတဲ့ပတိယတွေရဲ့လှုပ်ဆောင်မှုကိုတားဆီးပေးပါတယ်ဒါကြောင့်လဲတိရစ္ဆာန်အတေကောင်တွေကိုမြေပြင်အနဲ့အပြားမှာတွေ့နေရတာပါထင်ထားတဲ့အတိုင်းပါပဲဒီဒေမင်းတမန်တောင်ကြားကိုခီးသွားတွေလာရောက်ခွင့်ပိတ်ပင်ထားပါတယ်ဒီနေရာကိုမြင်တွေ့နိုင်မဲ့တစ်ခုတည်းသောနယ်လန်ကတော့ရဟရင်နဲ့အပေါ်စီးကနေကြည့်ရှုဖို့ဖြစ်ပြီးကုန်ကျစရိတ်ကတော့ဒေါ်လာ900အထိရှိပါတယ်နံပါတ်8ဘိုလီးဗီးယားနိုင်ငံကမာဒီဒီအမျိုးသားဥယျာဉ်မြင်ချင်းမှာတော့ပုံပြင်တွေရဲ့ကလို့တိတ်လာတဲ့နေရာလေးလို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ဒီဥယျာဉ်ဟာအလွန်ကိုအနေများလာပါတယ်ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့မာဒီဒီအမျိုးသားဥယျာဉ်ဟာကမ္ဘာပေါ်မှာအစိတ်ပြင်းဆုံးအပင်တွေနဲ့တက်တော်တွေမိတင်းနေထိုင်ရနေရပါအပင်တွေကိုထိမိတာဖြစ်ဖြစ်ရှင်နာလေးတစ်ခုဖြစ်သွားတာဖြစ်ဖြစ်ခေါင်းမှုဝေစေပြီးအသက်အန္တရာယ်ပါပေးနိုင်တဲ့အပူပိုင်းဒေသကပ်ပါကောင်တွေခန္ဓာကိုယ်ထဲဝင်ရောက်သွားနိုင်ပါတယ်ဒီနေရာဟာအလွန်ကိုအန္တရာယ်များပေမဲ့လည်းခီးသွားတွေကိုတော့လာရောက်လေပတ်ဖို့မတားဆီးနိုင်ပါဘူးဒီဘိုလီးဗီးယားဥယျာဉ်ကြီးထဲမှာလူသားတွေတိထားသမျှတဲ့ကအလှပဆုံးတက်တော်တွေရှိနေပါတယ်ရှားပါတိရစ္ဆာန်တွေကနေထူးခြားတဲ့အပင်တွေအထိမာဒီဒီဥယျာဉ်ကြီးဟာအလတ်စရာတွေနဲ့ပြည့်နေနေပါတယ်ကြားတိတ်ချမ်းလင်းယုံငှက်တွေနဲ့ပြည်တုံးငှက်တွေအပါအဝင်တိရစ္ဆာန်နဲ့ငှက်မျိုးစိတ်ပေါင်း1100ကျော်ရှိပါတယ်ဒါပေမဲ့လူတွေအတွက်တကယ့်အန္တရာယ်ကတော့ဒီစိမ့်လန်းလာပါတဲ့ဥယျာဉ်ကြီးထဲမှာကမ္ဘာစိတ်ပြင်းဆုံးအပင်တွေနဲ့တက်တော်တွေရှိနေတယ်ဆိုတာကိုအမြဲတတိယနေဖို့ပါပဲလူတွေစီမှာဒဏ်ရာတစ်ခုရသွားတာနဲ့အလုံးအန္တရာယ်များတဲ့ကပ်ပါကောင်တွေကအတင်းဆောင်နေတတ်ပါတယ်အချိန်ကိုက်ဖြစ်လာတဲ့အခါကိုခိုင်အားစနစ်ကိုတိုက်ခိုက်ပြီးရုတ်တရက်တေဆုံးစေနိုင်ပါတယ်မာဒီဒီအမျိုးသားဥယျာဉ်ဟာဘယ်လောက်ပဲလပ်နေပါစေအစိတ်ပြင်းတဲ့ပင့်ကူတွေမြေတွေနဲ့အစိတ်ရှိတဲ့အပင်တွေကြောင့်နာမည်ကြီးပါတယ်ဒါကြောင့်ဒီနေရာကိုတွားရောက်လေပတ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ဘေးကင်းအောင်နေထိုင်ပြီးလက်ညွန့်ချက်တွေကိုတေချာလိုက်နာဖို့လိုအပ်ပါလိမ့်မယ်နံပါတ်9မက္ကဆီကိုနိုင်ငံဒလင်းကြောက်ကူမက္ကဆီကိုနိုင်ငံဒလင်းကြောက်ကူဟာအလွန်ကျိုးဝက်ဆန်းကျယ်လုံးလို့ National Geographic အဖွဲ့ကတော့ဒီကူရဲ့အန္တရာယ်တွေနဲ့အန်းဆက်ဖွယ်ရာတွေကိုတနာဒီကြာမတန်ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်သိပ္ပံပညာရှင်3ယောက်ဟာနာမည်ကြီးနိုင်ငံတောင်တန်းတွေရဲ့ကကူကိုစူးစမ်းလေ့လာဖို့အသက်ဆွန့်ပြီးတွားရောက်ခဲ့ကြပါတယ်ချီဟွာဟွန်တဲကနာရထဲမှာရှိတဲ့ဒီတောင်တန်းဟာကမ္ဘာပေါ်မှာအကြီးဆုံးဒလင်းကြောက်တွေရှိတဲ့နေရာပါကူရဲ့အောက်ခြေမှာပူပြင်းတဲ့မီးတောင်ချော်ရည်တွေရှိနေတဲ့အတွက်ဒီမက္ကဆီကိုနိုင်ငံကနေရာလေးဟာအပူရှက်ပြီးဒေဆုံးနိုင်တဲ့အနေနဲ့အမြဲရှိနေပါတယ်မဖြစ်နိုင်တဲ့တာဝန်ကိုထမ်းဆောင်ဖို့တွားရောက်ခဲ့တဲ့သိပ္ပံပညာရှင်3ယောက်မှာရည်ရွယ်ချက်ကိုစီရှိကြပါတယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဒလင်းကြောက်နမူနာတွေကိုကောက်ယူပြီးလေ့လာဖို့ပဲဖြစ်ပါတယ်ရက်ဖို့တစ်ပင်ကြီးတွေလောက်ကြီးမားတဲ့ဒလင်းကြောက်ကြီးတွေရှိပါတယ်ဘာဆက်ဟောင်းသားနဲ့ရက်ကြည့်နေမိမှာတေးချတယ်လို့အာဂါဒသိပ္ပံပညာရှင်ခရစ်မကေးကပြောခဲ့ပါတယ်ဒီခီးစဉ်ဟာစိတ်လှုပ်ရှားစရာကောင်းပြီးဘဝကိုပြောင်းလဲစေနိုင်ပေမဲ့ဘူတဲကိုဝင်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ဟာစတင်တေဆုံးဖို့ဥတည်နေပြီဆိုတာကိုသတိရပါမယ်အလုံးမြင့်မားတဲ့အပူချိန်နဲ့ခန္ဓာရည်မရှိလောက်အောင်များပြားလာတဲ့ဆိုထိုင်းဆက်တွေကြောင့်ဒီကူတဲကိုဝင်ဖို့အကာအကွယ်ဝတ်စုံတွေအသုံးပြုမှသာရပါမယ်ဒါပေမဲ့တင့်တော်တဲ့ဝတ်စုံတွေဝတ်ဆင်ထားရင်တော့သိပ္ပံပညာရှင်တွေဟာနမူနာတွေကောက်ယူပြီးအသက်ရှင်လျက်ပြန်ထွက်လာဖို့နာရီဝက်လောက်သာအချိန်ရပါတယ်နမီကြီးစွန်စားသူနဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဂျော့ချ်ကူရိုနဲ့ဟာဒီနမီဆိုးနဲ့ကြော်ကြားတဲ့ဒလင်းကြောက်ကူထဲမှာတရက်တာအချိန်ဖြုံးခွင့်ရခဲ့ပါတယ်ဒီလိုခွင့်ပြုချက်ရဖို့အတွက်သူ့အနေနဲ့နှစ်ကြော်ကြားစောင့်ဆိုင်းခဲ့ရပါတယ်စွန်စားသူဂျော့ချ်ရဲ့အဆိုအရတော့ဒီလိုစောင့်ဆိုင်းရတာတန်ပါတယ်လို့ဆိုပါတယ်ဒီနေရာဟာစူပါမန်ဇကားတွေကတကူတော်ခန်တက်ကြီးနဲ့တူတယ်လို့ဂျော့ချ်ကပြောပါတယ်အပူချိန်နဲ့ပတ်သက်ပြီးပြောရရင်တော့ဂျော့ချ်ကိုတိုင်ကဒီကူရဲ့ခံမနိုင်လောက်တဲ့အပူဒဏ်ကိုအတီးပြုတ်ပေးခဲ့ပြီးကူထဲဝင်ချင်းပဲမင်းဆော့တင်နေပြီလို့မှတ်ချက်ပေးခဲ့ပါတယ်နံပါတ်9အင်ဒိုနီးရှားနိုင်ငံကကာဝါအိုင်ဂျန်မီတောင်ရင်သက်ရှုမောဖွဲ့အပြာရောင်ချော်ရည်မြစ်ကြီးတွေကိုမြင်လိုက်ရတာဟာနာဂတ်ရုပ်ရှင်ကားတကားတွေကပြက်ကွက်တစ်ခုလိုထင်ရနိုင်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒါဟာအလွန်အစိတ်ပြင်းတဲ့ကာဝါအိုင်ဂျန်ရေကန်ကြီးပါကာဝါအိုင်ဂျန်မီတောင်ထိပ်မှာစိမ့်ပြာရောင်ရေကန်ကြီးတစ်ခုရှိပြီးညာဘက်တွေမှာဆိုရင်လျှက်စစ်အပြာရောင်မီးတောက်တွေဟာတောင်ဆောင်တွေကနေစီးဆင်းလာတာကိုမြင်တွေ့နိုင်ပါတယ်အလွန်လှပတဲ့ဒီရေကန်ကြီးထဲမှာဘက်ထရီအဆစ်ထက်ပိုပြင်းတဲ့ဟိုက်ဒရိုခလိုရစ်အဆစ်တွေပြည့်နေပါတယ်မီးတောင်ကနေထွက်လာတဲ့ဟိုက်ဒရိုဂျင်ခလိုရိုက်ဓာတ်ငွေ့တွေဟာဆာလဖာပါဝင်တဲ့ဓာတ်ငွေ့တွေနဲ့ပေါင်းဆက်သွားပြီးစိတ်ကူးနဲ့တောင်မန့်စလို့မရအောင်အလွန်ပြင်းထန်တဲ့ဓာတုပစ္စည်းတစ်မျိုးကိုဖြစ်ပေါ်စေပါတယ်ဂရိကနေဒါလူမျိုးစွန်စားသူဂျော့ချ်ကူရိုနဲ့ဟာကမ္ဘာအနေနဲ့အများဆုံးနေရာတွေရဲ့ကတစ်ခုကိုစူးစမ်းလေ့လာဖို့နောက်တစ်ကြိမ်အခွင့်အရေးရခဲ့ပြန်ပါတယ်ရေကန်ရဲ့အဆစ်ပြင်းအားကိုတိုင်းတာဖို့အတွက်စွန်စားသူဂျော့ချ်ဟာယာဘာလေးငယ်လေးတစ်စင်းနဲ့အဆစ်ကန်တွေကိုတွားရောက်ခဲ့ပါတယ်ဒါဟာဆာလဖြူတဲ့အဆစ်တွေပြည့်နေတဲ့အစိတ်ကန်တကန်မှာဘာတွေများလွဲချော်သွားနိုင်မလဲလို့သူကဆိုပါတယ်ရေရဲ့ pH ကိန်းဂဏန်းကိုတိုင်းတာကြည့်ရမှာတူညဒသမ3အထိအလွန်နှိမ့်ကျနေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီမီးတောင်နဲ့ရေကန်ဟာလူတွေအတွက်ရှင်းရှင်းလင်းလင်းအနေရရှိပြီးတင်နိုင်လောက်ပေမဲ့လည်းတတူရင်းအလုတ်သမားတွေကတော့ဆာလဖာတွေစူးစမ်းဖို့အတွက်သူတို့အသက်ကိုစွန့်ပြီးအလုပ်လုပ်နေကြစေပါဂျော့ချ်ဟာ
အလုတ်သမားတွေပြင်းပြင်းထန်ထန်အလုတ်လုပ်နေတာကိုကြည့်ခဲ့ပြီးသူတို့မှရှိတဲ့တစ်ခုတည်းသောအကာအကွယ်ကတော့ဘာစထဲကိုစို့ထားတဲ့ရေစိုးဝတ်လေးတစ်ခုပဲဖြစ်တယ်ဆိုတာကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။ဆာလဖဒိုင်အောက်ဆောက်တံငွေတွေဟာအဲ့ဒီရေစိုးဝတ်ကိုဖောက်ဝင်လာနိုင်ပြီးသူတို့ရဲ့ရှေ့သွားတွေကိုတောင်စားပစ်နိုင်ပါတယ်။ဘယ်လောက်ပဲလပနေပါစေကာဝါအိုင်ဂျန်မီတောင်နဲ့ရေကန်ဟာကမ္ဘာပေါ်မှာအနည်းအများဆုံးနေရာတွေရဲ့ကတစ်ခုပါပဲ။နံပါတ်၄အမေရိကန်ပြည်ထောင်စုနယူးဟန်ရှိုင်းယားကဝါရှင်တန်တောင်ဖြိုးရဲတောင်ဟာကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်တာမကပဲအနည်းအများဆုံးတောင်ဖြစ်တယ်ဆိုတာကိုအားလုံးသိကြပါတယ်။တခြားဘယ်တောင်ကမှဖြိုးရဲတောင်ရဲ့အမြင့်နဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုမရှင်းနိုင်ပေမဲ့ကမ္ဘာပေါ်မှာနောက်ထပ်ထူးခြားတဲ့ဂုံပုတ်တစ်ခုကိုရယူထားတဲ့တောင်တစ်တောင်ရှိပါသေးတယ်။ကမ္ဘာပေါ်မှာအနည်းအများဆုံးတောင်ငယ်လေးလို့နာမည်ကြီးတဲ့နယူးဟန်ရှိုင်းယားကဝါရှင်တန်တောင်ဟာတောင်တက်သမားတိုင်းရဲ့အဆိုးရွားဆုံးအိမ်မက်ဆိုးတစ်ခုပါ။ဒါဆိုဘာကများဒီတောင်ထိပ်ကိုဒီလောက်အနည်းအများစေတာလဲအဖြေကတော့အမြင့်ကြောင့်မဟုတ်ပဲလေတိုင်းနှုန်းကြောင့်ပါ1934ခုနှစ်ဧပြီလမှာဝါရှင်တန်တောင်ပေါ်မှာတမိုင်းတစ်လျှောက်အမြင့်ဆုံးလေတိုင်းနှုန်းဖြစ်တဲ့တနာရီကိုမိုင်230မိုင်နှုန်းအထိစံချိန်တင်ခဲ့ပါတယ်။လေတိုင်းနှုန်းတနာရီမိုင်60လောက်မှာတင်တောင်တက်ဖို့ဆိုတာနီးပါးမဖြစ်နိုင်တော့ပါဘူး။ပြင်းထန်တဲ့လေတိုင်းနှုန်းနဲ့အေးခဲတဲ့ရာသီဥတုပေါင်းဆက်သွားတဲ့အခါခန္ဓာကိုယ်အပူချိန်ရုတ်တရက်ကျဆင်းခြင်းကိုပိုဆိုးစေပါတယ်။အနှုတ်40ဒီဂရီအထိကျဆင်းသွားတဲ့အေးခဲနေတဲ့အပူချိန်နဲ့အဆက်မပြတ်ရွာသွန်းနေတဲ့နင်းတွေကြောင့်ဝါရှင်တန်တောင်ဟာတွားရောက်ဖို့တကယ်ကိုအနည်းအများတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဒီတောင်ကိုကျော်ဖြတ်နိုင်မဲ့အတားအဆီးတစ်ခုလိုမြင်းနဲ့စွန်စားတောင်တက်သမားတွေဟာသူတို့ရဲ့မင်းနိုင်စရာမရှိတဲ့ခီးစဉ်ကိုမဆတင်ခင်အတေးအချာသူတေသနာလုပ်ကြရပါတယ်။တင့်တော်တဲ့ရာသီဥတုမှာခီးစဉ်စတင်နိုင်ဖို့အသေးစိတ်တွက်ချက်မှုတွေပြုလုပ်ရပါတယ်။1840ခုနှစ်ကတည်းကတေဆုံးသူ150ကျော်မတန်းတင်ထားတဲ့အတွက်ဒီလိုခီးစဉ်မျိုးကိုစတင်မယ်ဆိုရင်အလုံးပြင်ဆင်မှုအားကောင်းဖို့နဲ့စနစ်တကျရှိဖို့ကအရေးကြီးဆုံးပါပဲ။နံပါတ်3ကင်မယွန်းနိုင်ငံကမြို့စီရေကန်တိတ်ဆိတ်ပေမဲ့ဒေစီနိုင်လောက်တဲ့မြို့စီရေကန်ဟာသိပ္ပံပညာရှင်တွေပထမဆုံးခန့်မှန်းခဲ့တာထက်အများကြီးပိုပြီးအနည်းအများနေပါတယ်။အလဲပိုင်းအာဖရိကကင်မယွန်းနိုင်ငံမှာရှိတဲ့မြို့စီရေကန်ဟာရွာလေးတွေဝန်းရံထားတဲ့အပြစ်ကင်းပြီးလှပတဲ့ရေကန်လေးတစ်ခုလို့ထင်ရပါတယ်။မြင်ချင်းမှာတော့ဒီတိတ်ဆိတ်ပြီးအပြာရောင်တန်းနေရဲ့ရေကန်လေးဟာတာမန်ရေကန်တကန်ထက်ပုံမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးဒါပေမဲ့ကန်ဆိုးလာတဲ့ဂါကုတ်လာညတညမှာတော့ဇလန်းကပြောင်းလဲသွားခဲ့ပါတယ်1986ခုနှစ်မှာမြို့ရေကန်တဲကနေရေပန်းအကြီးကြီးတစ်ခုပန်းထွက်လာခဲ့ပါတယ်မကြခင်မှာပဲအဲ့ဒီရေပန်းကနေဖြူလွလောတံငွေတိမ်တိုက်တစ်ခုထွက်ပေါ်လာပြီးမိနစ်ပိုင်းတွင်ပိုကြီးမားလာခဲ့ပါတယ်အမြင့်ပေ300အထိရောက်ရှိလာပြီးအနီးနားကရွာတွေစီကိုပြန့်နှံ့သွားခဲ့ပါတယ်ရွာသူရွာသားတွေဟာရုတ်တရက်တတိလက်ပြီးမြပြင်ပေါ်လဲကျသွားကြပါတယ်အဲ့ဒီတံငွေတွေဟာကာဗွန်ဒိုင်အောက်ဆောက်တွေဖြစ်နေခဲ့ပါတယ်လေထုထဲမှာကာဗွန်ဒိုင်အောက်ဆောက်ပါဝင်မှု15%ထက်ကျော်လွန်သွားရင်အသက်အန္တရာယ်ပေးနိုင်ပါတယ်အဲ့ဒီဩဂုတ်လညမှာတော့ရွာသူရွာသား1900ကျော်ဟာနေရာမှာတင်တေဆုံးသွားခဲ့ပါတယ်ကာဗွန်ဒိုင်အောက်ဆောက်တွေကိုရေကန်တွေနဲ့အနီးနားကကြောက်တုံးတွေအောက်မှာဆယ်စုနှစ်ပေါင်းများစွာကြာအောင်လောင်ပိတ်ထားနိုင်ပါတယ်မီးတောင်ပေါက်ကွဲတဲ့အခါအန္တရာယ်ရှိလောက်အောင်များပြားတဲ့ကာဗွန်ဒိုင်အောက်ဆောက်တွေကိုထုတ်လွှတ်ပေးပါတယ်ဒီဂျက်ပေါင်းဟာကြောက်တုံးတွေကိုဖျက်တမ်းပြီးမြေအောက်ရေရဲကိုတဖြည်းဖြည်းပျော်ဝင်သွားနိုင်စွမ်းရှိပါတယ်တကယ်လို့ဒီဖြစ်စဉ်ကရေကန်နားမှာဖြစ်ခဲ့မယ်ဆိုရင်ကာဗွန်ဒိုင်အောက်ဆောက်တွေဟာရေရဲမှာပြည့်နှက်သွားပြီးအလုံးအန္တရာယ်များတဲ့အခြေအနေကိုဖြစ်ပေါ်စေပါတယ်ရေအောက်မှာပျော်ဝင်နေတဲ့ကာဗွန်ဒိုင်အောက်ဆောက်အများစုဟာမျက်နှာပြင်ပေါ်ကိုတက်လာပြီးလေထုထဲကိုပျောက်ကွယ်သွားတတ်ပေမဲ့မြို့စီရေကန်မှာတော့အဲ့ဒီလိုမဖြစ်ခဲ့ပါဘူးအစိမ့်ငွေတွေဟာတခုခုကတွားရောက်မနှိုးဆွခင်အချိန်ထိပိတ်မိနေခဲ့ပြီးနောက်ဆုံးမှာတော့လူပေါင်း1900ကျော်တည်ဆုံးခဲ့ရပါတယ်နံပါတ်1 East Australia နိုင်ငံကဖီယေဇာကျွန်းပူပြင်းတဲ့နွေရာသီနေ့လေးတစ်နေ့မှာအချိန်ဖြုံးဖို့အကောင်းဆုံးနေလန်းကတော့အိတ်ဆွဲပြီးကမ်းခြေကိုသွားတာပါပဲလူတိုင်းကသူငယ်ချင်းတွေမိသားစုတွေနဲ့အတူကမ်းခြေမှာရေကူးရင်းနေပူစာလုံရင်းပျော်စရာအချိန်တွေကိုဖျက်ဆီးကျင်ကြပါတယ်ဒါပေမဲ့လုံးဝမသွားသင့်ဘူးလို့တားမြစ်ထားတဲ့ကမ်းခြေတစ်ခုကတော့ဖီယေဇာကျွန်းမှာတည်ရှိပါတယ် East Australia နိုင်ငံ Queensland ပြည်နယ်အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာအလွန်လှပတဲ့ကမ်းခြေတစ်ခုရှိပါတယ်ဒါပေမဲ့တင်တို့စီကတာမန်ကမ်းခြေတွေနဲ့မတူပဲဖီယေဇာကျွန်းဟာကမ္ဘာပေါ်မှာနံပါတ်1အနေနဲ့အများဆုံးကမ်းခြေဖြစ်ပါတယ်ကမ်းခြေရဲ့နေရာတိုင်းဟာမလုံခြုံပဲအလုံးအနေနဲ့များလာပါတယ်သမုဒ္ဒရာရေပြင်နဲ့ကမ်းခြေတဲတောင်ပြင်ကဆလို့အဲ့ဒီနေရာမှာနေထိုင်ကြတဲ့တိရစ္ဆာန်တွေနဲ့ရေနေသက်တော်တွေအထိဖီယေဇာကျွန်းရဲ့ဘယ်နေရာကမှလူတွေအတွက်အဆင်ပြေတဲ့နေရာမဟုတ်ပါဘူးအေးဆက်နေတဲ့ရေနက်ပိုင်းတွေမှာတော့ပြင်းထန်တဲ့အစိတ်ဆူးတွေပါတဲ့အီရူကန်ကြီးရေပွဲတွေနဲ့ဘလူးဘော်တွေလို့ခေါ်တဲ့ရေနေသက်တော်တွေရှိနေပါတယ်တဲတွေကဘလို့လို့အနေရှိနိုင်မလဲလို့တင်မေးကောင်းမေးနိုင်ပါတယ်ရေကန်တွေရဲ့ကတဲပြင်တွေကိုတေချာမမြင်ရတဲ့အတွက်စိတ်အားထက်သန်တဲ့ရေကူးသမားတွေဟာရေဘလောက်တိမ်နေဆိုတာကိုမသိပဲခေါင်းထိုးပြီးခုန်ချတတ်ကြပါတယ်တိရစ္ဆာန်တွေအနေနဲ့ပြောရရင်တော့နမီကြီးငါစကြေးလျာခွေးမျိုးစိတ်ဖြစ်တဲ့တင်ကိုတွေအကြောင်းအားလုံးကြားဖူးကြမှာပါကျွန်ုပ်တို့ရဲ့အိမ်မွေးခွေးလေးတွေလို့မဟုတ်ပဲဒီမျိုးစိတ်တွေဟာထင်ထားသလိုလူတွေနဲ့ရင်းနှီးကျွမ်းဝင်မှုမရှိကြပါဘူးသူတို့ဟာဒေါသထွက်စရာတစ်ခုခုကြုံလာရင်ဘယ်သူကိုမဆိုတိုက်ခိုက်တတ်တဲ့ရင်ပါမှုမရှိတဲ့တောတိုင်းတတဝါတွေဖြစ်ပါတယ်ကမ္ဘာပေါ်မှာကမ်းခြေပေါင်းထောင်နဲ့ချီရှိနေတဲ့အတွက်ဒေဂျင်နဲ့ဆန္ဒမရှိဘဲနဲ့တော့ဖီယေဇာကျွန်းကိုတွားလေစရာဘာကြောင်းမှမရှိပါဘူးနံပါတ်1ထိုင်းနိုင်ငံကစင်နိုင်ငံတော်အဲလီဖန်ကင်တန်ထိုင်းနိုင်ငံချွန်ပူရီမြို့မှာရှိတဲ့စင်နိုင်ငံတော်ဟာကမ္ဘာအကြောင်းမဖွဲအကောင်းဆုံးခီးသွွားဆွဲဆောင်မှုနေရာတစ်ခုလို့သတ်မှတ်ခံထားရပါတယ်ကမ္ဘာတဝန်းကမြို့ရွာတွေဟာလာပါတဲ့ရှုခင်းတွေနဲ့တမိုင်းဝင်ရဲတိုက်တွေကိုပြတ်တက်နေကြပေမဲ့ဒီခီးသွွားနေရာလေးကတော့လုံးဝကွဲပြားခြားနားတဲ့အရာတစ်ခုကိုပေးစွမ်းနေပါတယ်စင်နိုင်ငံတော်ဆိုတဲ့နာမည်ကြောင့်ဒီနာမည်ကြီးထိုင်းနိုင်ငံကနေရာလေးဟာစ
စင်တွေနေထိုင်တဲ့ကျေပြက်တဲ့မြေနေရာလို့တင်ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်းမှာတော့လုံးဝပြောင်းပြန်ဖြစ်နေပါတယ်တန်လောင်အိမ်ထဲဝင်ပြီးသွားတတော်တွေကိုအစာကျွေးခြင်းစိတ်များရှိပူးပါသလားနမီဆိုးနဲ့ကြော်ကြားတဲ့စင်နိုင်ငံတော်ကတော့အဲ့ဒီအတွေ့အကြုံကိုပေးစွမ်းနေတာပါကဘာတဝန်းကခီးသွားတွေဟာပလတ်စတစ်စီပိုင်းတွေနဲ့မျောထားတဲ့တန်လောင်အိမ်ကလေးသာချထားတဲ့ပေဆယ်လောက်ရှည်တဲ့မိချောင်းကြီးတွေကိုအစာကျွေးဖို့ချွန်ပူရီမျိုးကိုရောက်လာတတ်ကြပါတယ်တေးစိနိုင်လောက်တဲ့ဒီမိချောင်းကြီးတွေနဲ့ကြားမှာအကာအကွယ်ဆိုလို့တိတ်မရှိလာပါဘူးတန်လောင်အိမ်ထဲမှာရှိနေတဲ့ခီးသွားတွေဟာသူတို့ကိုယ်တိုင်မိချောင်းတွေရဲ့အစာဖြစ်သွားနိုင်တယ်ဆိုတာကိုမကြာခဏသတိမူမိတတ်ကြပါဘူးတင်းငယ်တဲ့ဖောင်တွေဟာမကြာခဏဆိုသလိုပျက်စီးနေပြီးလုံခြုံမှုမရှိပါဘူးလောင်အိမ်ကိုထိန်းထားတဲ့ပလတ်စတစ်စီပိုင်းအလွတ်တွေဟာရေမြုပ်သွားတာဖြစ်ဖြစ်ရွေ့သွားတာဖြစ်ဖြစ်ရှိတတ်လို့တင်းမာနေတဲ့အခြေအနေကိုပိုပြီးစိတ်လှုပ်ရှားစရာဖြစ်စေပါတယ်မိချောင်းတွေကိုခီးသွားတွေကအစာများကျွေးနေတဲ့အခုအွန်လိုင်းမှာနာမည်ကြီးနေတဲ့ပုံကိုခီးသွားတယောက်ကရိုက်ကူးခဲ့တဲ့အခါမှာတော့လူမှုကွန်ရက်တစ်ခုလုံးပေါ်လောလိုက်သွားခဲ့ပါတယ်နိုင်ငံတကာကဝေဖန်တန်တွေဆူညံလာတဲ့အတွက်ထိုင်းအစိုးရနဲ့ဒေသခံရဲတပ်ဖွဲ့ဝင်ရောက်ဆက်ဖက်ပြီးလိုအပ်တဲ့အရေးယူမှုတွေပြုလုပ်ခဲ့ရပါတယ်အလုံးအနေနဲ့များပြီးလှုပ်တင်တာထက်ပိုလုံနေတဲ့ဒီပန်းချံကိုတော့ဘေးကင်းလုံခြုံရေးအနေအတွေကြောင့်2016ခုနှစ်မှာအပြီးတိုင်ပိတ်သိမ်းခဲ့ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကိုဆက်လက်ကြည့်ရှုပေးပါပြီးတော့ကျွန်တော်တို့ရဲ့တခြားလူကြိုက်များတဲ့ဗီဒီယိုတွေကိုလည်းဝင်ရောက်ကြည့်ရှုပေးပါဦး